ဘီကီနီဘော့တန်ကအိမ်တွေဘဲကနေရောက်လာတာလဲဆိုတာတင်သိပါသလားလူများစုကတော့ဒါဟာဖျားသခင်ပေးတဲ့လက်ဆောင်တွေလို့ယုံကြည်ကြပါတယ်တယောက်ယောက်အိမ်လိုအပ်တဲ့အခါတိုင်းမိုးပြန်ပူပေါင်းပေါ်မှာဆူတောင်းစာလေးရေးပြီးပင်လယ်ပြင်ကိုလွတ်တင်လိုက်ရုံပါပဲပင်လယ်ပြင်ကြားပါစေလို့ဆူတောင်းကြတာပေါ့ဒါပေမဲ့တနေ့မှာတော့ဒီလက်ဆောင်တွေရက်တန့်သွားခဲ့တဲ့စိတ်ပြတ်အားငယ်ပြီးကြောက်ရွံ့လာကြတဲ့မြို့သူမြို့သားတွေကပင်လယ်ပြင်ဒေါသကိုပြေလျော့စေဖို့ငါးတကောင်ကိုပူဇော်ဖို့အထိစီစဉ်လာကြတယ်ဒီအခြေအနေကိုစိုးရိမ်လာတဲ့စပန်ဘောကတော့ပင်လယ်ပြင်ကိုကိုယ်တိုင်သွားရှာဖို့ဆုံးဖြတ်လိုက်ပါတယ်စပန်ဘောရဲ့အိမ်ရှိမှာလူအုပ်ကြီးစုဝေးလာကြတဲ့သတင်းကြတာနဲ့ရုပ်တံလိုင်းကလည်းသတင်းလာယူကြတဲ့စပန်ဘောသာပင်လယ်ပြင်ကိုတွေ့ခဲ့ရင်သူဟာမြို့ရဲ့သူရဲကောင်းဖြစ်လာမှာပါဒါပေမဲ့မစ္စတာကရက်ကတော့ငွေရမယ့်အခွင့်အရေးကိုလက်မလွတ်ပါဘူးလူတွေရဲ့အားပေးတံတွေကြားမှာစပန်ဘောတယောက်စတင်ထွက်ခွာလာပေမဲ့ပင်လယ်အောက်ဘက်ကိုပဲတန်ပြီးပြုတ်ကျသွားတယ်လူတွေလည်းစိတ်ဝင်စားမှုချက်ချင်းပျောက်သွားကြတယ်အဲ့ဒီအချိန်မှာဆန်ဒီကထွက်လာပြီးဆွဲငင်အားကိုကြော်လွှားဖို့လိုအပ်ကြောင်းရှင်းပြတဲ့စပန်ဘောလည်းချက်ချင်းပဲအစီအစဉ်ဆွဲပြီးသူ့ကိုယ်သူပူပေါင်းတွေချီနှောင်ကအပေါ်ကိုလွယ်လွယ်လေးပြန်တက်သွားတယ်ငါလုံနိုင်ပြီငါကပင်လယ်ပြင်ကိုရောက်တဲ့ပထမဆုံးစပတ်မှာလို့သူအော်ဟစ်လိုက်တယ်အဲ့ဒီအချိန်မှာပဲတခုခုကသူ့လမ်းကိုပိတ်ဆို့လိုက်တယ်ပင်လယ်မျက်နှာပြင်မှာလူတွေစွန့်ပစ်ထားတဲ့အမိုက်တွေနဲ့ပြည့်နေနေတဲ့စပန်ဘော်လည်းဆွဲငင်အားကိုဆန့်ကျင်တဲ့ဖက်နှက်ကိုစီးပြီးအမိုက်တွေကိုစူးစမ်းကြည့်တယ်သူကလက်စည်းလေးစီးပြီးဘီးကုန်းနဲ့တေးသွားလေးတောင်ဖန်တီးလိုက်သေးတယ်ဒါပေမဲ့သူဖြစ်သွားတဲ့နေရာတိုင်းမှာအမိုက်တွေကပင်လယ်ကျန်းပြင်ပေါ်ကိုတရက်ဆက်ကျလာတဲ့ဘီးကုန်းကြီးကိုလူတွေကလေယာသုံးကရိယာအဖြစ်အသုံးပြုကြတယ်ဒါလက်ဆောင်ပဲကောင်းကင်ကကျလာတာလားပင်လယ်ပြင်စီကပဲကျေးဇူးတင်ပါတယ်လို့သူတို့ပြောကြတယ်စပန်ဘော်လည်းပင်လယ်ပြင်ကိုဆက်ရှာနေရင်းနဲ့တီရှူတစ်ချောင်းကိုကင်ထားတဲ့လူကြီးတစ်ယောက်နဲ့တွေ့တယ်။အဲ့ဒီလူကစပန်ဘော်ကိုအမိုက်တွေနဲ့ပစ်ပေါက်တယ်။အဖိုးကြီးဂျန်ကင်းစ်မဟုတ်လား။ငါအခုဂျန်ကင်းစ်မဟုတ်တော့ဘူး။ငါကပင်လယ်ပြင်ပဲခံလိုက်ပြီးတော့စပန်ဘော်လည်းနောက်မဆုတ်ပဲအမိုက်တွေကိုပြန်ပစ်တယ်။သူတို့နှစ်ယောက်အမိုက်တွေကိုအပြန်လန်ပစ်ပေါက်နေရင်းနဲ့ကျလာတဲ့အမိုက်တွေကမြို့ထဲကိုရောက်ကုန်တယ်။အမိုက်တွေကျလာတာကိုမြင်တော့လူတွေကပင်လယ်ပြင်စီကလက်ဆောင်တွေလို့ထင်မှတ်သွားကြတယ်။အဲ့ဒီအချိန်မှာပဲအဖိုးကြီးကစပန်ဘော်ကိုမှတ်မိသွားပြီးသူဘာကြောင့်ဒီရောက်နေလဲဆိုတာရှင်းပြတယ်လွန်ခဲ့တဲ့တစ်နှစ်ကဂျန်ကင်းစ်ရဲ့မွေးနေ့မှာတငယ်ချင်းတွေကပူပေါင်းတွေပေးတာကိုမတော်တဆစီးမိပြီးပင်လယ်မျက်နှာပြင်ကိုရောက်လာခဲ့တာပါစပန်ဘော်လည်းထူးခြားတဲ့ idea တစ်ခုရလိုက်တယ်သူတို့အမိုက်တွေကိုတုံးပြီးအောက်ကိုဆင်းနိုင်မဲ့လှေကားတစ်ခုတိစောက်ကြတယ်အောက်မှာတော့ဘာလက်ဆောင်မှမရတဲ့မြို့သူမြို့သားတွေကပင်လယ်ပြင်ဒေါသထွက်နေတယ်လို့ထင်ပြီးလူတစ်ယောက်ကိုပူဇော်ဖို့ပြင်နေကြတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ကနေမြေပြင်ထိရောက်လာတဲ့အမိုက်လေကားကြီးတစ်ခုကျလာတယ်ပင်လယ်ပြင်ကသူ့စီလာခိုင်းတာလို့ထင်ပြီးလူတွေအားလုံးလေကားပေါ်ကိုတက်ကြတယ်စပန်ဘော်လည်းအဲ့ဒီလေကားနဲ့ပဲပင်လယ်မျက်နှာပြင်ကိုရောက်သွားတယ်သူဟာအဲ့ဒီနေရာကိုရောက်တဲ့ပထမဆုံးစပန်ဖြစ်လာတယ်သူတို့ပြန်ဖို့ပြင်ပေမဲ့လေကားကြီးကရုတ်တရက်တုန်ခါလာတယ်မြို့သူမြို့သားတွေကဂျန်ကင်းစ်ကိုပင်လယ်ပြင်လို့ထင်ပြီးသူ့စီကိုပြေးတက်သွားကြတယ်ပင်လယ်ပြင်ကိုတွေ့ပြီးလို့ပျော်ရွှင်နေချိန်မှာပဲစပန်ဘော်ကအမှန်တရားကိုထုတ်ပြောလိုက်တယ်ဒါပေမဲ့လူတွေအားလုံးကသူ့ကိုသူ့ရဲ့ကောင်းဖြစ်တတ်မှတ်လိုက်ကြတယ်အဲ့ဒီအချိန်မှာပဲအမိုက်ပုံကြီးကဝိတ်မနိုင်တော့ပဲပြိုကျသွားတယ်ဂျန်ကင်းစ်ကအမိုက်ပုံထဲကနေပျော်ပျော်ရွှင်ရွှင်နဲ့တွားထွက်လာပြီးပင်လယ်ရဲ့ပြန်ရောက်သွားတယ်ရုတ်တရက်ကောင်းကင်မှာလျှက်စီးတွေလက်လာတယ်အစစ်အမှန်ပင်လယ်ပြင်ကိုယ်တိုင်ပေါ်လာပြီးဂျန်ကင်းစ်ကိုလျှက်စီးနဲ့ပစ်ခတ်လိုက်တယ်ငါပေါင်မုန်ကင်လို့မွေးနေတယ်လို့ပဲငါကမနှက်စာဖြစ်သွားတာလားဂျယ်လီလေးတော့လိုလိမ့်မယ်